မလားရီရမလားကိုမသိတော့ဘူးစောင်းနေအတွက်ဆိုပြီးတော့လွန်ခဲ့တဲ့2လနေပြီးတော့မှားထားတဲ့ဒီမှာလဲပိတ်တွေပေါ့နော်လဲပိတ်လက်ရှည်တွေဒါပေမဲ့အခုမှရောက်လာတယ်ကဲမင်းတို့အေးဖို့ကလည်းနောက်လာဒုတိယလောက်ဆိုလို့ရှိရင်တော့ပူတော့မှာအဲ့တော့ဘယ်နဲ့လုံးကြမလဲဒါပေမဲ့လည်းသူ့ရဲ့အသားလေးတွေကကြတော့မင်းတို့မိုးရင်းတို့ပေါ့နော်နည်းနည်းအေးတဲ့ရက်လေးတွေဆိုလို့ရှိရင်တော့ဝစ်လို့ရပါသေးတယ်ဒီကောင်လေးတွေလေးသီလားစောင်းတွင်းမှာဆိုလို့ရှိရင်ရောင်းမလောက်မင်းတို့မှာထားလိုက်ရတာအခုလည်းရောက်တော့ရောင်းစုံမှတကယ်ကိုဟလောက်ထိစုံတဲ့အယောင်တော့မတွေ့ဘူးကြည့်ပါဦးဒီမှာမင်းတို့ခုပြထားတဲ့အယောင်အကုန်မင်းတို့စီမှာရှိတာလဲပိတ်လက်ရှည်တဲ့ကွယ်အဲ့ဒါရောက်လာတော့မင်းတို့ကတော့ဈေးတက်လေးနဲ့ပဲပေးလိုက်ပါတော့မယ်ရှင်နော်အဲ့တော့ဘာလို့ဆိုအရန်ကြီးလဲစောင်းတွင်းမဟုတ်တဲ့ခါကျအရန်စိတ်ဝင်စားမှလည်းမင်းတို့ကစိုးရိမ်တာပေါ့နော်အဓိကဘာကြောင့်လဲဆိုတဲ့ခါကျသူ့ရဲ့လဲပင်ကလဲပိတ်ဖြစ်နေတာကွယ်စောင်းတွင်းမှာဆိုလို့ရှိရင်လုံးဝကိုရောင်းမလောက်တဲ့လဲပိတ်ကြည့်လိုက်ဒါဆိုအနီရောင်လေးလေအပြင်မှာလုံးဝစိုးလက်နေရပဲဒါလဲပင်းနော်လဲပင်းကိုမင်းတို့ခောက်ပြဝေးရတဲ့လဲပိတ်လေးပေါ့နော်ပြီးရင်ဆွဲသားလေးလည်းကြည့်လိုက်အောင်အရန်ကောင်းတာဒီမှာကြည့်အလောက်ထိဆွဲလို့ယုံလို့ရတယ်တအားကိုလှတာပါရှင်အပြင်မှာလေးတကယ်မထိရမကန်ရလေတိလားမင်းတို့ဒီအရောင်ပြားနေမှာမလို့အခြားအရောင်တွေဖောက်ပြန်သူ့အရောင်တွေကြည့်မင်းတို့အယောင်နေအရင်ပြလိုက်ရမလားအရင်ဖောက်ပြမလားတော်ပြီကွာအစိမ်းကတောက်တယ်ဆိုတော့အစိမ်းကိုအရင်ဖောက်ပြလိုက်တော့မယ်အကုန်ဖောက်ပြခြင်းနဲ့ဒီလားအယောင်နေတအားလှလို့လေမင်းတို့ဒီမှာဈေးတက်လေးနဲ့လာယူပါရှင်เนาะလွန်ခဲ့တဲ့2လကိုယ့်ရဲ့စောင်းတွေမှာ special ရောင်းမယ်ဆိုတဲ့မှားထားတဲ့အထုပ်မင်းတို့ဒီမှာအများကြီးပဲပါပါတယ်ရှင်အဲ့တော့ဒီကောင်လေးလိုချင်တယ်ဆိုမင်းတို့ဒီမှာလာမလို့ရပါပြီရှင်လဲပင်းလဲပိတ်လေးအရန်ကိုလှပါတယ်မိုးရင်းထီလည်းဝတ်လို့ရပြီးအသားအရန်ကောင်းတဲ့နော်နူးနူးအီလေးနဲ့အရန်ကိုဝတ်လို့ကောင်းတဲ့အသားလေးပါရှင်ဒီမှာကြည့်ဒါဆိုလို့ရှိရင်တကယ်စောင်းတွင်းမှာလေမေးတာမင်းတို့ဆိုလို့ရှိရင်အခြားတွေစီကနေပြီးတော့ယူပြီးတော့မှားပြီးတော့ဟိုရောင်းလိုက်ရတာပေါ့နော်အခုလည်းရောက်တဲ့ခါကျမထင်မှတ်တဲ့အချိန်ကျမှရောက်လာပါတယ်ရှင်ကျေးဇူးတင်ပါတယ်အဲ့တော့ဒီလိုမျိုးလဲပိတ်လေးလိုချင်နေဆိုလို့ရှိရင်မင်းတို့စီမှာလာလို့ရပါရှင်အဲ့ဆိုအယောင်ကာလာလေးမင်းတို့ပြပေးမယ်အခုဒီကောင်လေးအစိမ်းလေး model စိမ်းလေးရမယ်ပြီးရင်အပြာရောင်လေးရမယ်ဟောဒီမှာအဖြူစွတ်ရမယ်အဖြူနဲ့စင်တူတဲ့ဒီမှာနိုးနှစ်ရောင်လေးရမယ်ခရမ်းလေးရပါမယ်ရှင်ဟောဒီမှာခဲရောင်လေးရပါမယ်ဒီကောင်ကတော့အုတ်ကျိုးရောင်လေးရပါမယ်အမလေးအများကြီးပဲကြည့်ဦးအနက်ရောင်ရပါမယ်ရှင်ဒီကောင်လေးကအဝါရောင်လေးရပါမယ်ဒီကောင်ခုနပြတဲ့နိုးနှစ်လေးပဲเนาะနိုးနှစ်က2ရောင်ပါတာเนาะဒီကောင်လေးကကြတော့မင်းတို့ပန်းတူရောင်လေးပါရှင်ငပိရောင်လို့လည်းပြောလို့ရပါတယ်ဒီကောင်လေးကတော့ဒီရောင်ရမ်းလိုက်တဲ့အညိုရောင်လေးနောက်ဆုံးရောင်လေးဖောက်ပြလိုက်တော့မယ်ကွာပြီးရင်ဒီကောင်အနီရောင်ဆွလေးအနီရောင်အပြင်မှာနီညိုရောင်မှာလုံးဝပန်းစီရောင်တန်းတဲ့အနီမဟုတ်ပါဘူးရှင်နီညိုရောင်လေးအရမ်းလှပါတယ်ရှင်အပြင်မှာတော့အခုဒီရောင်လေးကကြတော့မင်းတို့ဒီအညိုရောင်လေးရှိပါတယ်ဒီအညိုရောင်လေးလည်းမင်းတို့တစ်ချက်ဖောက်ပြပေးမယ်ပေါ့နော်ဒီအညိုရောင်လေးတော်တော်ကိုလှပါတယ်ရှင်ဒီမှာကြည့်ဒီကောင်အညိုရောင်လေးဒီညိုလေးကတော့ chocolate ရောင်လို့လည်းခေါ်တယ်နော်ဒီရောင်လေးတွေမင်းတို့စီမှာရပါပြီရှင်လိုချင်တယ်ဆိုလို့ရှိရင်နော်ကိုကြိုက်တဲ့အရောင်လေးကို screenshot ရပြီးတော့မင်းတို့စီမှာလာမလို့ရပါတယ်ရှင်ဈေးလေးအရန်သင့်စေရမယ်နော်ကျေးဇူးပါ